ရေတေအိုင်ဆီယမခင်ထူတဲတောင်မြင်ကန်းဆက်သူတင်မောကြီးနီးကပ်စွာမဆိုင်ကန်နိုင်ရေပါသောအခုလိုနှွေမျိုးမှာဂင်ငန်းစိတ်ကန်းသည်တဲကပင်ရံများနှင့်ပြည့်ပြည့်နှိပ်လျောသွားသောတောင်းဆက်များသာရှိသည်ရေတိမ်သောကြောင့်ကန်းနှင့်ခလလန်းမှာပင်တင်မောကြောင့်ချထားပြီးလေကရို့များဖြင့်တဆင့်သွားရသည်လေကရို့လေးထဲသို့သူဆင်းလိုက်တော့လေကလေးငင်ကနေဖြစ်သွား၏ခီးဆောင်အိတ်တစ်လုံးသာပါသောသူ့အဖို့လွယ်ကူသက်သာစွာပင်ကမ်းပေါ်သို့ရောက်၏တောင်မြင်ကွင်းတစ်ခုလုံးပူလောင်ကတန်လျက်တွေချောင်းချောင်းထနေသည်တဲတောင်ပူပူကြီးထဲမှလဲတွေနားတွေလူတွေပြပန်းခတ်များစီကားနေခြင်းကိုသူအံ့ဩမိသည်ခရီးသည်တချို့မှာတောင်းတွေချင်းတွေအိတ်တွေတဲပိုးထမ်းရွက်ကခြေတွင်ဖနက်မပါသောကြောင့်အနှဲငယ်စိတ်မသက်မသာလည်းဖြစ်သွားရသည်သူသွားလိုသောဥတရရွာကလေးစီသို့ရောက်ရန်2ရွာကျော်ရအောင်မည်ရွာရင်းလမ်းဘက်ကမသွားဘဲတဲတောင်ဆက်လမ်းကလေးအတိုင်းရှောက်သွားဖို့သူဆုံးဖြတ်လိုက်သည်တောင်ကပယံကိုမော့အတက်မှာတော့လေပူတစ်ချက်ဖြတ်တိုက်သွားသည်နေကမျက်မှန်ကိုတက်၍တက်ကလက်အိုးထုတ်ကိုသူစောင်းလာသည်သို့သောအပူချိန်ကတော့သူ့တကူလုံးစီးဝင်နေသည်သူ့ရင်ထဲမှလည်းအပူငွေ့များနှင့်ဒီလမ်းတခရီးကိုသူမနှဲရှောက်ဖြစ်ခဲ့သည်မှာ10 နှစ်ကျော်ကာလရှိနေပြီသူ့ဇာတိချက်မြုပ်ရွာကလေးကိုတခါတရံတော့သူလွမ်းမိသည်တခါတရံတွင်လည်းသူ့ငယ်ချင်းမခင်သစ်ကိုတန်းတတက်ပြန်သည်မခင်သစ်ကိုသူမတွေ့မမြင်ရသည်မှကြာပြီသူစိတ်အထင်အနှစ်20လောက်ရှိပြီထင်သည်ဒီနှစ်တွေမှာသူဖြတ်သန်းခဲ့ရသောဘဝတွေမနှဲလားမန္တလေးတက္ကသိုလ်အဆောင်နေကျောင်းသားဘဝဘွဲ့ရအလုံးလက်မဲ့ဘဝနောက်တော့ဇနီးမယားနှင့်သားသမီး3ယောက်ရှိသောမိသားစုဘဝအဲ့ဒီဘဝများတွင်မခင်သစ်ပါမလားတော့သူဘဝထဲမရှိတော့သည်မှာမိနစ်တစ်နေ့ကမှဟုတ်သို့တော့အခုလိုရွာကလေးစီသို့သူပြန်ခဲ့ရပြန်တော့မခင်သစ်ကသူ့ရင်ထဲသို့ဝင်လာသည်သူ့မျက်စိထဲတွင်တပတ်လျှိုစရုံးကိုကြစ်ထုံး၍ရေခတ်နွားသာဆင်းနေသောခင်သစ်ခမောက်ကြီးကိုစောင်းကလှဲမောင်းသွားတတ်သောခင်သစ်ပစိုးတစ်ထည်ကောင်းမောင်းကမြေပဲနှုတ်နွားစာရိတ်ပဲမော်ရီရွက်သောခင်သစ်အားလုံးဝေဝဲကပေါ်လာသည်သူ့တကိုယ်လုံးချွေးတွေရွှဲနှစ်ကမောဟိုက်လာသဖြင့်ခက်လန်းလန်းမှဇီးပင်ရည်ကလေးစီသို့ခတ်တက်ပင်လျှောက်လာခဲ့သည်ဇီးပင်ရည်ရောက်တော့သူတို့ရွာကလေးကိုမှုန်ပြပြလှမ်းမြင်လိုက်ရသည်သူ့ရင်တွေခုန်လာသည်ဒီရွာကလေးဥတရရွာကလေးမှာသူမွေးဖွားခဲ့သည်တရွာထဲနေတရေထဲတောက်ခဲ့ကြသောငယ်ပေါင်းများနှင့်သူပြေးလွှားပျော်ပါဆောက်ကစားခဲ့ကြသည်ရင်ကုန်တက်ဆအရွယ်ရောက်တော့ခင်သစ်ကိုသူချစ်ခဲ့သည်သူနှင့်ခင်သစ်သည်သမီးရေးစားဖြစ်ပြီးများမကြာမီမှာပင်ခင်သစ်ကိုသူလမ်းခွဲထားရခဲ့သည်အကြောင်းပြချက်ကတခွန်းနဲ့တက္ကသိုလ်သွားတက်မလို့ဒီလိုနှင့်မန္တလေးတက္ကသိုလ်ရောက်တော့ရီးစားတစ်ယောက်ထားဖြစ်ခဲ့ပြန်သည်ရီစရာတော့အကောင်းသာသူ့ရီးစားဖြူဖြူမြင့်ကလည်းသူ့ကိုတခွန်းနဲ့သာစကားဖြင့်ထားဖြစ်ခဲ့သည်မိဘတွေသဘောမတူလို့သူအမောပြေစားဖြူတော့ရွာဘက်သို့ဆက်လျှောက်ခဲ့သည်မကြီးပင်တွေတရက်ပင်တွေပိန်းနှဲပင်တွေအုပ်ဆိုင်နေသောသူတို့ရွာကလေးကသူ့ကိုအေးဆက်စွာကြည့်နေသည်အော်ရွာကလူတွေငါ့ကိုမှတ်မိကြပါမလားအခုချိန်မှာတော့သူနှင့်ရွာသည်သစိမ်းတွေလိုဖြစ်နေကြသည်မဟုတ်ပါလားမင်းလည်းမှားမှပဲလာတော့တယ်နော်တယောက်တည်းလားအကြီးမတောင်ကသူ့ကိုအပြစ်တင်သလိုလိုနှင့်ဝမ်းသာအားရကြိုဆိုရှာသည်ခရီးရောက်မဆိုင်ပင်သူ့အတွက်မုတ်ပဲတရေစာများလှုပ်ကြွေးသည်သူရောက်နေကြောင်းကြားလာသောတငယ်ချင်းများကလာနှုတ်ဆက်ကြသည်နှွေးထွေးစေအားဖြစ်စေကြော်အေးရာမင်းလာတာနဲ့အတော်ပဲကွခင်သစ်တို့လည်းရောက်နေကြတယ်သူ့ရင်တွင်တိတ်ခနဲခုန်သွားသည်သူ့မျက်နှာမှာတွေ့အောင်လှမ်းသွားသည်ခြေပြားလက်ပြားများအေးသွားသည်သူသည်အိမ်တော်မှုမထိန်သိမ့်တတ်သောဇနီးသည်ကိုစိတ်တိုင်းမကြတိုင်းခင်သစ်ကိုတန်းတမိသည်အထက်တန်းကြကြမနေတတ်သောဇနီးသည်၏အပြုအမူကိုမြင်တိုင်းဖြူဖြူမင်းကိုတတိယတတ်သည်ဘဝတွင်စိတ်တိုင်းကြတိဆောက်ခွင့်မရသောသူ၏အိမ်တော်မှုဘဝမตายရခြင်းအတွက်အချေဟောင်းများကိုတန်းတတတိယနေုံကလွဲ၍ဘာမှမတတ်နိုင်ခဲ့ခုတော့မိမိကံကိုသာလှဲချကသားသမီး3ယောက်နှင့်ဘဝကိုဒီရွတ်ဆွဲ၍ကျေးလက်မပေါ်မှာအမောတွေနှင့်အဖေနှင့်အမေတို့ခေါင်းချသွားကြတဲ့ကသူ့မှာနောင်နာတွေတပွေကြီးရခဲ့ပြီးဖြစ်သည်ရွာကလေးစီမှာအဖေနှင့်အမေလာတိုင်းခင်သစ်နှင့်သာသဘောတူကြောင်းမြို့သူမိန်းကလေးများကိုသဘောမကျကြောင်းကိုရွာသူရွာသားချင်းအတွင်းသည့်အစင်းသည့်ခင်သစ်နှင့်လက်ထပ်ပြီးရွာမှာပင်နေစေလိုကြောင်းအဖန်တရားတီအောင်သူ့ကိုပြောခဲ့ကြသည်သို့သောကံကြမ္မာ၏အလှည့်ပြောင်းကြောင့်ခင်သစ်နှင့်လည်းအကြောင်းမပါပြူပြူမြင့်နှင့်လည်းလွဲ၍ဆွဆွေသည်သာသူ၏ဇနီးဖြစ်ခဲ့ရသည်ဤသူမဆိုကိုဘဝကိုခရီးအတွက်ရှေ့သို့သွားနိုင်ရန်အချင်းမောသည့်အရေးကြီးဆုံးဖြစ်လေသည်ကိုနှင့်ကလျက်ပါလာမည့်ခရီးပေါ်တစ်ယောက်ကိုအလွယ်တကူကောက်ခါလက်မတွဲသင့်ပေအဖော်ကောင်းမဟုတ်လျင်ခရီးမတွင်သည့်အပြင်ဒုက္ခပင်ပေးတတ်သေး၏တဘဝခရီးအတွက်မဆိုနှင့်တခဏခရီးမှာပင်အဖော်မကောင်းလျင်စိတ်ဆင်းရဲရ၏ဒီလိုပင်သူမှတ်ချက်ချကနစ်မွန်ရင်ရှင်သန်ခဲ့ရသည်သူ့ဇနီးကိုသဘောမတွေ့သောအဖေနှင့်အမေကမွေးရကြိုးမနှက်တဲ့သားပညာတတ်ပြီးအုံနောက်မရှိတဲ့ကောင်စသဖြင့်အတန်ဖြစ်
ဆွေကလည်းမောင်မိမတွေနဲ့ဆွေမနေနိုင်ဘူးဆွေကိုအမြဲတမ်းအဖြစ်မြင်နေတော့ဆွေစိတ်ဆင်းရဲတယ်မိဘနဲ့ဇနီးမယားကြဖြာများခဲ့ရသည်သားသမီးတွေပေါ်ပေါက်လာတော့သူသည်အလိုလိုဆွေဘက်တော်သားဖြစ်တော်၏ငါတို့တည်တောင်မလာခဲ့နဲ့စိတ်နန္ဒာနှင့်ရွာပြန်သွားသောအဖေနှင့်အမေထံသူတော်တော်နှင့်မရောက်ခဲ့သူမလာလေအဖေတို့ကစိတ်နာလေနှင့်နောက်ဆုံးအဖေအသက်သူမမီခဲ့ကြအဖေသေးပြီးဟိုကြားစဉ်ကသူအချိန်ပေါင်းများစွာငိုမိပါသည်ရွာကိုအပြေးပြန်ကအမေရင်ဝင်တွင်ခေါင်းတို့ငိုကြွေးပြန်သည်အစတွင်အမေသည်သူ့ကိုစကားတစ်ခွန်းမှမပြောအမေအခြေဆုံးကိုပွေကပိုက်ကချောမော့ငိုကြွေးတော့မှငကြောငါနင့်ကိုအားမကိုဘူးငါကိုငါပဲအားကိုတယ်နင့်အိမ်တော်နဲ့အတူငါမနေနိုင်ဘူးနင်တတိရှိရင်ကလေး3ယောက်ကိုခေါ်ပြီးရွာပြန်ခဲ့ငါလှုပ်ကြွေးမယ်သို့တော်ဒုတိယအချိန်သူမှားခဲ့ပြန်သည်ခေါင်းမာသောအမေကိုထားပြီးရွာမပြန်ခဲ့၏အမေသေးဆုံးသောအခါတွင်လည်းသူနောက်ကျခဲ့ရပြန်သည်တစိမ့်တစ်ယောက်လိုသူ့မှာဘာမှမရှိတော့ပါရွာကိုသူမပြန်ဖြစ်တော့ဟောဟိုမှခင်သစ်လာနေပြီအတွင်းမှယုံထွက်ခါခြံဝန်းသို့ကြည့်လိုက်သည်ခင်သစ်သည်သူ့ထက်အဆများစွာနှုတ်ပြူလှမ်းသည်ငယ်ရုပ်တင်မပြောက်သေးသောခင်သစ်၏40ကျော်အလားကိုသူငေးမောမိသည်ကျော်အေးရေနေရောက်လာတယ်ဆိုလို့ငါလာတာဝမ်းသာလိုက်တာဟာတကယ်ပဲခင်သစ်ကပြောစွစွနှင့်သူနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်သည်အကြီးမတောင်းကလည်းခင်သစ်အနားတွင်ဝင်ထိုင်လိုက်သည်သူတို့ဇလန်းတီးသည့်အကြီးမတောင်းကခင်သစ်နှင့်သူ့ကိုတလှည့်စီအကဲခတ်နေသည်နင်ကလည်းအဖိုးကြီးဖြစ်သွားလိုက်တာတခြားနေရာမှာသာတွေ့ရင်မှတ်မိမှာတော့မဟုတ်ဘူးငါကဘိုင်းရွှဲရွှဲကြီးနဲ့ဝဝတုတ်တုတ်ကြီးဖြစ်နေလိမ့်မယ်လို့ထင်နေတာခင်သစ်ပြောလိုက်မှပင်သူ၏ပိန်လှီသောခန္ဓာကိုယ်မှာပို၍ပင်ကျုံဝင်သွားသည်ဟုထင်မိ၏ယခုအချိန်တွင်ခင်သစ်နှင့်သူ့မှာပြောစရာစကားဆို၍မိသားစုအကြောင်းများတားရေးသမီးရေးများသာဖြစ်သည်ငါမှာတားကြီး3ယောက်မွေးထားတော့သူတို့ကိုလူဖို့တန်းဖို့လုံးပန်းလိုက်ရတာမပြောပါနဲ့တော့ကြော်အေးအခုမှပဲအထမြောက်တော့တယ်ခင်သစ်စကားကိုကြားတော့သူ့တစ်ကိုယ်လုံးတုန်သွားသည်သူ့မှာလည်းသား2ယောက်ရှိသည်သို့သောစားဝတ်နေရေးပင်မနှဲရုန်းကန်နေရသည်မို့ရှင်ဖြစ်ပင်မလူနိုင်သေးငါကရွာကိုတမင်ပြန်လူတာဟာရွာကလူတွေနဲ့စီကားတိုက်မြိုက်စေခြင်းလို့ငါလူပြီးတဲ့အထိနေပေးရမယ်နော်ကြော်အေးအမှန်တကယ်မှာသူလာရင်ကိစ္စကိုအမြန်ဆောင်ရွက်ပြီးပြန်ဖို့ပင်တက်တက်ဆန်ခင်သစ်အလိုနဲ့မှလာကြုံနေရလေတော့သူမငင်းတာအေးပါဟာသူတို့2ယောက်စလုံးရွာမှာနေထိုင်သူတွေမဟုတ်ကြတော့ရွာထဲကအလဲခေါ်သည့်အိမ်တိုင်း2ယောက်အတူဆုံတွေ့နေရသည်ခင်သစ်သည်ငကိုအတိုင်းရိုးသားမြဲစူးစားစေနင့်ကိုငါယောက်ျားနဲ့မိတ်ဆက်ပေးရအောင်မယ်ဘယ်နဲ့ပြန်ဆိုသူရွာကိုရောက်မှာခင်သစ်၏ယောက်ျားကိုသူတစ်ခါမှမမြင်ဘူးတော့လဲရွာထဲမှာသတင်းရင်းနှံများအရသဘောမနှောကောင်းသောပွဲရုံပိုင်ရှင်တရားဟုသိရသည်ရွာထွက်သီးနှံအားလုံးကိုတက်သေးကြသေးအပင်မရှိလက်ခံယူသည်မို့တရားလုံးကအားကိုးအားထားပြုကြသည်အစတုန်းကတော့ရွာကိုလာ၍မူးစုပဲစုဖြစ်တက်နိုင်သမျှကုန်လေးဝယ်ရင်ရောင်းရင်ခင်သစ်နှင့်အိမ်နောက်ကျကမြင်းညံမျိုးတွင်ပွဲရုံထောင်လိုက်ကြခြင်းဖြစ်သည်ငါတို့တော့အလှပြီးရင်မန္တလေးဘက်ကိုဖျားဖို့ထွက်ကြဖို့စီစဉ်ထားတယ်ဟန်ကြတာပဲနင်တို့အိမ်မှာတဲရမယ်ခင်သစ်ကသဘောရိုးဖြစ်ပြောလိုက်တော့လဲသူ့မှာဇောချွေတွေအထက်ထက်ပြန်နေရတော့သည်ခင်သစ်တို့လာတဲဖို့မပြောနဲ့အဖေနှင့်အမေကိုတော့သူတင်မထားနိုင်ခဲ့သောအဖြစ်ကိုခင်သစ်ကြားပါလေစားသူသာရွာနှင့်ဝင်းနေခဲ့တော့လဲခင်သစ်ကရွာနှင့်မစိမ့်သူမို့သူ့အကြောင်းသူ့ရာဇဝင်ကိုကြားပြီးဖြစ်လိမ့်မည်သူရွာကိုပြန်ခဲ့သည်မှာမှားနေပြီလားရွာသူရွာသားတွေကသူနှင့်ခင်သစ်အကြောင်းဘာတွေပြောနေကြသလဲသူတို့မျိုးလုံးတွေထဲကစကားတွေကတော့ကြော်အေးကွာခင်သစ်လုံးကိုရွာသူတယောက်ကိုပြစ်သွားခဲ့တာခုတော့ဘယ်နဲ့ရှိစားတခြားစီလို့ပြောနေကြမလားခင်သစ်ရဲ့တော်သေးတာပေါ့ကြော်အေးကိုသာယူမိရဲ့နင်ခုလိုကောင်းစားမှာမဟုတ်ဘူးလို့ဝေဖန်နေကြမလားသူ့အဖို့ကတော့ဘလို့ပင်ပြောအတိတ်ပဲချင်းကတော့အတူတူပင်ဖြစ်နေသည်ဒါကျမပြောနေတဲ့ကြော်အေးဆိုတာလေကြော်အေးဒါငါယောက်ျားကိုတင်သိန်းနဲ့ခင်သစ်မိတ်ဆက်ပေးပုံကရိုးရိုးလေးပင်ဖြစ်သည်ထိုရိုးရိုးလေးနောက်ကွယ်မှာသူ့အချောင်းဆိုတာကိုခင်သစ်ဘလို့ပြောခဲ့လေသလဲသူလိပ်ဖြာမတတ်မှာတွေ့ရတော့ဝမ်းသာပါတယ်ကိုကျော်အေးခင်သစ်ကတော့ဗျာရွာမှာပညာတတ်ဆိုလို့ကိုကျော်အေးတယောက်ပဲရှိတာတဲ့အခုရွာသားတွေကိုလည်းပညာတတ်ကြီးတွေဖြစ်စေရမယ်တဲ့ဗျာကိုတင်သိန်းကသူ့ကိုအထင်ကြီးလေးစားသောအကြည့်ဖြင့်ကြည့်ကသူ့လက်နှစ်ဖက်ကိုဆုပ်ထွေးထားသည်ကိုတင်သိန်း၏နှွေးထွေးသောလက်ချမ်းကြီးများထဲတွင်သူ၏လက်များအေးဆက်နေသည်အလူရက်မတိုင်မီကလေးကပင်ရွာတွင်တယုံယုံဖြစ်စီကားလျက်အထူးသဖြင့်ရွာမှာသူရောက်နေခြင်းအတွက်ခင်သစ်ဝမ်းသာနေပုံရသည်ခင်သစ်စိတ်ထဲမည်သို့ရှိမည်မသိတော့လဲသူကတော့အနေချင်းကျလှ၏ကဲကြော်အေးအကြီးတို့လည်းညီမရင်ချမ်းဆိုပေမဲ့မင်းကသားဆိုတော့ပိုပြီးသက်ဆိုင်တာပေါ့မင်းဘလို့ဖြစ်ချင်လဲပြောလေအကြီးကကျွန်တော်ဘလို့ပြောရမှန်းတော့မသိပါဘူးဘာမှလည်းမလို့ချင်ပါဘူးမဟုတ်သေးဘူးကွယ်မင်းမလည်းအဆင်မပြေဘူးလို့အကြီးကြားပါတယ်ယူပါမင်းကြိုက်တဲ့လေကွက်ကိုယူအကြီးကတော့အိုးစားမင်းစားလို့ဆိုတော့ပါပြီ
အရီးမထောင်ကစကားပြောရင်းဖြင့်ပြောင်းမှုဘက်လိတ်ကြီးကိုတထောင်းထောင်းပွာနေသည်အရီးဖွာထုတ်လိုက်သောဆက်လိပ်မီးခိုးငွေများကြားတွင်သူ၏ငယ်ဘဝများကိုမြင်အောင်လာသည်မြေပိုင်လယ်ပိုင်သားတစ်ယောက်မြို့ကိုတက်၍အေးအေးဆေးဆေးပညာသင်ခဲ့ရပုံတွင်အမေတို့မျှော်မှန်းသလိုပညာတတ်ကြီးဖြစ်လာခဲ့တော်လဲသူ၏နှုတ်ချခဲ့ပုံတွင်အရီးမထောင်နှင့်တကွတရွာလုံး၏နှွေးထွေးလိုက်လဲကြခဲ့ပုံတွင်မင်းဆုံးဖြတ်ရခက်နေတယ်မို့လားဒီလိုလောက်ကြကွာလယ်က9 သွယ်လောက်တော့ရှိမယ်မိတောင်းကိုဖះကုန်းက2 သွယ်ပေးလိုက်မင်းခုခံကုန်းက3 သွယ်ကိုရောင်းသွားကွာဘဲနဲ့လဲဘာကြီးတင်ကဂျာမနေရင်ဆွေးနွေးပေသည်ဘာမှမကျေနပ်စရာအကြောင်းမရှိတကယ်ဆိုတာတွေသူယူပေမယူရဲသူနဲ့လည်းမထိုက်တန်ဘူးထင်မိသည်ရောင်းတာကတော့ဟုတ်ပါပြီဘာကြီးတင်ရကျွန်တော်ကလည်းရက်ကြကြမစောင့်နိုင်တာကခက်တယ်ဗျာရုံးကခွင့်ရစေရင်ကျွန်တော်ပြန်ရမှာရောင်းတာကလွယ်ပါတယ်မောင်ရခင်သစ်တို့လည်းရွာမှာရှိနေသားပဲသူတို့ကိုပဲရောင်းလိုက်ပေါ့သူတော်တော်မောဟိုက်သွားသည်တစ်ချိန်ကသူတို့လယ်တွေမှာလိုက်ပြီးမြေပဲနှုတ်ကောက်တင်းကောက်ခဲ့သောခင်သစ်ကိုသူ့လယ်တွေရောင်းရတော့မည်လောကကြီးတွင်ကမောက်ကမနိုင်တဲ့ပုံတွေကိုသူလက်တွေ့သိမြင်လိုက်ရသည်အလူမဆိုင်တန်ကညောင်ရံကိုထိုးပေါက်ကသူ့နားထဲသို့ဝင်ရောက်လာသည်ငင်းချံမျိုးအမှတ်9ကျက်သွန်တန်းရက်နေထောင်းနေမင်းပွဲုံပိုင်ရှင်အလူတရကဥတင်သိန်းနှင့်အလူတရကမှဒေါခင်သစ်တို့၏အလူတော်မင်္ဂလာမှာကျွန်တော်တို့ရဲ့စိန်တူဝန်ဆိုင်းတော်မဟာနဲ့အခန့်ဖြောပြသွားမှာဖြစ်ပါတယ်။ကိုင်းရွာစားပတ်လုံးတန်လေးတွေကစီရည်ထွက်ပေါ်လာသည်အမောင်ထဲတွေနာကျင်စွာငုံမိလေသည်အလူပြီးနောက်တစ်နေ့မှာပင်ခင်သစ်တို့ကသူ့အားလဲခွက်ပုံးငွေအပီးချေသည်သူကငွေ1000ကိုအလူကူလိုက်သည်ဟာကြော်အေးရလဲလှုပ်ရော်မယ်ငါတို့လူကအခုမခံဘူးလေဟာသူသည်ခင်သစ်ရှေ့တွင်တစ်ခုပြီးတစ်ခုမှားရင်တစ်ခုချင်းအားငယ်ရင်းဖြင့်ခင်သစ်ကိုသူနှုတ်ဆက်လိုက်သည်နင်းကောင်ကနှုတ်ဆက်ခဲ့ပါတယ်ခင်သစ်တကယ်တမ်းကျတော့လူဘဝဟာငါတို့ငယ်စဉ်ကကောက်ရိုးပုံတွေကြားတူပုံးကစားခဲ့ကြတာနဲ့အတူတူပဲလာတာနေပြောစရာကောင်းသလိုလာမိုက်ညမှာဆိုမှောင်မဲပြီးတုံလုံးခြောက်ချစရာကောင်းတယ်ငါကတော့လာမိုက်ထဲမှာတူပုံးကစားနေရတဲ့လူတစ်ယောက်နဲ့တိတ်တူတယ်ကစားနေရဘာမှမြင်တာမဟုတ်ဘူးသူပြောသောစကားများကိုခင်သစ်ဘာမျှနားမလည်ဟန်မတူပါနှလုံးဝိုင်းသောပါးစပ်ဟောင်းသားဖြင့်သူ့ကိုငဲကြည့်နေလေသည်ခင်သစ်မျက်လုံးထဲတွင်မျက်ရည်ကြီးလေးများဝိတ်လည်လာသည်သူကတော့ရင်မှာတဲထန်လိုက်လဲစွာငိုကြွေးနေပါသည်ရွာဦးဘုန်းကြီးကျောင်းကိုသွား၍ဘုန်းကြီးကိုကြော့ပြီးတရွာလုံးကိုသူနှုတ်ဆက်လိုက်သည်တရွာလုံးကသူ့အားရွာကိုမကြာခဏလာဖို့မှာသည်သူကောင်းချင်းကဂရိပေးခဲ့မိလေသလားပင်မပြောတတ်တော့သူ့ရင်မှာစိုးနစ်လာသည်သူ့ကိုလိုက်ပို့ကြဖို့ပြင်နေသောတငယ်ချင်းများကိုလက်ကာပြ၍ရွာမြောက်ဘက်ကုန်းစီသို့သူထွက်ခဲ့သည်တက်တန်းရင်းရော်လာပြီဖြစ်သောလက်ပတ်မင်းကြီးအောက်တွင်သင်္ချိုင်းမြေသည်တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်မျက်လုံးအစုံဖြင့်မြေပုံများပေါ်မှမှတ်တိုင်ကလေးများကိုစူးစမ်းရှာဖွေကြည့်သည်သို့သောထိုမှတ်တိုင်ကလေးများပေါ်မှစလုံးများသည်ထင်ထင်ရှားရှားမရှိတော့ပါထို့အတူသူတို့ငယ်စဉ်ကကြားဆင်းခုခဲ့ကြသောဇရက်ရှေ့ဘက်ရေအိုင်ကြီးထဲတွင်မြည်သည့်ကြားပဲတပင်းမျှမရှိတော့ပါချယ်ရီမဂ္ဂဇင်းအမှတ်20 1996 စက်တင်ဘာလ